มันส่งค่าหมอกหอมค่ะออกมิงกลาบาเช่นจะมาหมอกหอมบะฉันสกับยอสีสิมเชปาเลยเช่นโอเคมันนี่รงค่ะปีหมอกหอมดีหมอกหอมตาย everyday ဆိုတဲ့ปีหมอกหอมရဲ့ Facebook page မှာဒီစကလုံးလေးတွေရဲ့ဝကြအတိုးလေးတွေကိုပြီးမဟ ோம் ကပုံတင်ထားပေးတယ်ပေါ့နော်ဆိုတော့ဒါလေးကိုပြီးမဟ ோம் ကပြန်ပြီးတော့မှအတန်ထက်လေ့ကျင့်ပေးချင်တာပါဆိုတော့ပြီးမဟ ோம் တို့တစ်ချက်ကြည့်မယ်နော်ဆိုတော့ဒါလေးတွေကမနေ့တုန်းကပြီးမဟ ோம் တင်ထားပြီးသားဟုတ်တယ်နော်ဒါမဲ့ပြီးမဟ ோம் ကဘာလို့အတန်ထက်ပြန်လေ့ကျင့်ပေးချင်လဲဆိုတော့ဒီရှမ်းအတန်ထက်တွေတော်တော်များများကမြန်မာစာနဲ့ရေးလို့အဆင်မပြေဘူးပေါ့နော်တော်တော်လေးကိုအဆင်မပြေဖြစ်ပါတယ်အနည်းဆက်ဆုံးကိုရေးရတယ်ဆိုပေမဲ့တကယ်အတန်ထွက်ကတော်တော်လေးကွာတာမျိုးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ဒါလေးကိုပြီးမဟ ோம் ကပြန်ပြီးတော့မှလေ့ကျင့်ပေးတာဖြစ်ပါတယ်အခါဆိုမနေ့ကတင်ထားတဲ့စကားလုံးလေး၅လုံးပဲရှိတယ်ဟုတ်တယ်နော်ဆိုတော့ဒါလေးကိုပြီးမဟ ோம் အတန်ထွက်လေ့ကျင့်ပေးမယ်ဒါကရှမ်းစာဟုတ်တယ်နော်ဆိုအလေမှာကကြတော့မြန်မာစာနဲ့အတန်ထွက်ကိုပြီးမဟ ோம் ကရေးထားပေးတယ်သူရဲ့အတန်ထွက်ပေါ့နော်ဆိုတော့ဒါလေးကအတိတ်ပဲဖြစ်ပါတယ်နွမ်းအိတ်တာဆိုတော့ဒါလေးကလေပြီးမဟ ோம் ကတော်တော်လေးစဉ်းစားရတယ်ဒီလားတော့မရေးတတ်ဘူးတချို့ကကြတော့လေဒီနငယ်ဝဆွဲမတ်တက်နဲ့လေသုံးကြတယ်နတ်တက်နဲ့လေသုံးကြတယ်ပေါ့နော်အဲ့လိုလေးတွေသုံးတယ်ဆိုတော့ဒါပြီးမဟ ோம் ကဒီလိုလေးရေးထားပေးတယ်ပေါ့နော်နွမ်းအိတ်တာกินစားတာဆိုတော့กินကလည်းတချို့ဒေတာတွေမှာရပ်ပင်အတန်ထွက်ပါတယ်ပေါ့နော်သူတို့ဒီစကလုံးကိုပြောတဲ့အချိန်မှာကျင်ဆိုပြီးတော့မှလည်းသုံးတယ်ပေါ့နော်กินစားတာကွာသွားတာဆိုတော့ဒီမြန်မာစာသူ့ရဲ့အတန်ထွက်ပေါ့နော်သူ့ရဲ့အတန်ထွက်နေရာမှာဒီလိုမျိုးခွန်မာလေးပါတယ်ဆိုရင်အတန်အောက်ချရမယ်ပေါ့နော်ဒါလေးကပြီးမှမှတ်ထားပေးတာပေါ့လေဒီသွားတယ်ဆိုတဲ့စကားလုံးကိုအတန်ထွက်တဲ့နေရာမှာလေကွာဆိုပြီးတော့မှအနောက်မှာဆိုပြီးတော့မှအတန်ဆွဲเสียမလိုဘူးအဲ့လိုမျိုးမဆွဲရဘူးကွာအတန်ကိုပြတ်တယ်အောက်ချတယ်ဟုတ်တယ်နော်ကွာသွားတာhit လောက်တာတွေးကြည်တာဆိုတော့ဒီစကားလုံးကိုပြီးမဟ ோம் တို့ကစကားပြောတဲ့နေရာမှာဘယ်လိုသုံးမလဲပေါ့နော်ပထမဆုံးမှာပြီးမဟ ோம் ကသေးဆိုတဲ့စကားလုံးနဲ့တွဲပြထားပေးတယ်သေးဆိုတာအနာဂတ်အတွက်မပြီးသေးတဲ့အရာတစ်ခုမှလုပ်မယ်ပြောမယ်ဟုတ်တယ်နော်ဆိုတော့အဲ့လိုနေရာဒီမှာသေးဆိုတာသုံးပါတယ်ဆိုတော့ဒီသေးနဲ့ခုနကပြီးမဟ ோம் တို့လေ့လာသွားတဲ့စကားလုံး၅ခုကိုတွဲပြီးတော့မှသုံးကြည့်မယ်သေးနွမ်းအိမ်မယ်သေးกินစားမယ်သေးကွာသွားမယ်သေးဟစ်လုပ်မယ်သေးတွေးကြည့်မယ်ဆိုတော့ဒီနေရာမှာပြီးမဟ ோம் တို့ရှမ်းစာနဲ့မြန်မာစကားပြောတဲ့နေရာမှာဘယ်လိုပြောမလဲပြောင်းပြန်ပေါ့နော်ပြီးမဟ ோம் တို့ကသေးမဲဆိုတဲ့စကားလုံးအရင်လာတယ်ဒါပေမဲ့မြန်မာစကားမှာကြတော့ဒီမဲကနောက်မှလာတာလीနော်အခါဆိုပြီးမဟ ோம் တို့နောက်ထပ်စကားလုံးနဲ့သွားပြီးတော့မှလေ့ကျင့်မယ်ရာပေဟုတ်တယ်နော်ရာပေဒါစီတာဆိုတော့စကားပြောတဲ့နေရာမှာပြီးမဟ ோம் တို့လေ့ကျင့်မယ်ပေါ့နော်ရာပေနွမ်းမအိမ်နဲ့ရာပေกินမစားနဲ့ရာပေကွာ
မသွားနဲ့อย่าไปเฮ็ดอย่าไปเฮ็ดမလုံနဲ့อย่าไปတွေးอย่าไปတွေးမကြည့်နဲ့ဟုတ်တယ်နော်ဆိုတော့ဒီနေရာမှာပြီးမဟုတ်ကอย่าไปအပြည့်အစုံသုံးပြထားပေးတယ်ပေါ့နော်တားဆီးတဲ့စကားလုံးကอย่าไปသုံးလို့ရတယ်ဒါမှမဟုတ်อย่าတစ်လုံးထဲကိုလည်းသုံးလို့ရတယ်ပေတစ်လုံးထဲလည်းပြီးမဟုတ်လို့သုံးလို့ရပါတယ်ဆိုတော့อย่าไปအပြည့်အစုံမသုံးဘူးอย่านอนမအိမ်နဲ့ဒါမှမဟုတ်ပေนอนမအိမ်နဲ့ရပါတယ်ဟုတ်တယ်နော်အပြည့်အစုံပဲသုံးမယ်ဆိုရင်ပိုကောင်းတာပေါ့လေဟုတ်တယ်နော်တော်တော်များများကอย่าပေတစ်လုံးရှင်းစီသုံးကြတာမျိုးတွေရှိတယ်ပေါ့နော်อย่ากินပေกินဟုတ်တယ်နော်อย่ากว่าပေกว่าอย่าเฮ็ดပေเฮ็ดဟုတ်တယ်နော်อย่าတွေးပေတွေးဒီလိုသုံးလို့ရပါတယ်อย่าပေအငင်ပါဆိုတော့ပြီးမှမတို့နောက်ထပ်စာမျက်နှာကြည့်မယ်ဒါလေးကကြတော့မှာဟုတ်တယ်နော်အငင်စကားလုံးဖြစ်ပါတယ်ဆိုတော့ဒါလေးကိုပြီးမှမတို့တစ်ချက်ကြည့်မယ်นอนนอนမအိပ်ဘူးกินกินမစားဘူးกว่าမသွားဘူးเฮ็ดမလုပ်ဘူးတွေးမကြည့်ဘူးပေါ့နော်ဆိုတော့ဒီကိုအတန်ထွက်တဲ့နေရာမှာလေပြီးမဟုတ်တို့အတန်အောက်ချရပါတယ်ဟုတ်တယ်နော်ဆိုတော့အငင်းစကားလုံးကတစ်လုံးထဲသုံးလို့ပဲရတာလားမဟုတ်ဘူးနော်မာဆိုတဲ့စကားနဲ့လေပြီးမဟုတ်တို့သုံးပါတယ်ရှင်ဆိုတော့နွမ်းနေရာမှာပြီးမဟုတ်ကမနွမ်းလို့ပြောလို့ရတယ်ပေါ့နော်မနွမ်းမအိပ်ဘူးမกินမกินမစားဘူးမกว่าမသွားဘူးမเฮ็ดဟုတ်တယ်နော်မလုပ်ဘူးမတွေးမကြည့်ဘူးဟုတ်တယ်နော်ဆိုတော့ဒီစကားလုံးကသုံးလို့လည်းရတယ်သုံးလို့လည်းရပါတယ်နှစ်ခုစလုံးတော်တော်များသုံးတယ်ကြည်ပြင်းပြင်းလေးသုံးတယ်လို့ပြောရမှာပေါ့နော်ဆိုတော့နောက်ထပ်တစ်ခုပြီးမှပြောပြချင်တာကဒီဆိုတဲ့အတန်ထွက်လေးကဒီတော်တော်များများကြားဖူးကြလိမ့်မယ်တိလားသူကဆိုပြီးတော့မှပီပီတတအတန်ထွက်ပြီးတော့မှမပြောတာမျိုးတွေရှိတယ်ဟုတ်တယ်နော်နွန်ဆိုတဲ့နေရာမှာနွန်ဆိုတဲ့ပုံစံမျိုးပဲသူကလေချောင်းထဲပျောက်သွားတဲ့အတန်ဟုတ်တယ်နော်စကလုံးကဒီလေချောင်းထဲမှာပဲအတန်ထွက်လိုက်တဲ့ပုံစံမျိုးဟုတ်တယ်နော်နွန်กินกว่าเฮ็ดအဲ့လိုမျိုးပေါ့နော်တွေးမကြည့်ဘူးအဲ့လိုမျိုးတွေတုံးတက်ပါတယ်ပေါ့နော်ဒါပေမဲ့ကိုကပီပီတတလေးထွက်ပြီးတော့မှပြောနိုင်ရင်တော့ဒါပိုကောင်းတာပေါ့နော်အခါဒါလေးကကြတော့ပြီးမဟုတ်ဒီစကလုံးလေးငါးလုံးရဲ့နောက်ပြီးတော့မှနေ့စဉ်သုံးနေရမယ်ဒီလိုမျိုးအသုံးလေးတွေဟုတ်တယ်နော်ဝကြအတိုးလေးတွေကိုပြီးမဟုတ်ကလေ့ကျင့်ပေးတာဖြစ်ပါတယ်အသုံးဝင်ပါတယ်အခါဒါလေးတွေကိုနှစ်တက်မယ်လို့ပြီးမဟုတ်ယုံကြည်ပါတယ်ရှင်နေ့စဉ်သုံးနေရတယ်ဆိုတော့လေနော်ဒါဆိုရင်ပြီးမဟုတ်တို့နောက်ထပ်ရှမ်းစကားပြောစကလုံးအတက်တွေဝကြအတက်တွေနဲ့အတူတူပြန်ပြီးတော့မှတွေ့ကြမယ်မန်ဆုံခါ